မြန်မာနိုင်ငံမှာရှိတဲ့ဧရိယာအကျယ်ဆုံးပြည်နယ်ကရှမ်းပြည်နယ်ပါ။ပင်တရမြို့ဟာရှမ်းပြည်နယ်တောင်ပိုင်းမှာတည်ရှိပါတယ်။ပုံတလုတ်ရေကန်ဟာရွှေဥမင်းလှိုင်ကိုအနီးနားမှာတည်ရှိပြီးတော့ပင်တရမြို့လည်းမှာတည်ရှိပါတယ်။ကံရည်ပြင်ဟာအစိမ်းရောင်တန်းနေပြီး81.12ဧကကျယ်ဝန်းပါတယ်။ပင်တရရဲ့သမိုင်းကြောင်းကိုပြန်ကြည့်မယ်ဆိုရင်တော့တခါကဘာယာပြည်ကြီးမှာဘာယာမင်းကြီးစိုးစံစဉ်မင်းကြီးမှာအင်မတန်မှရုပ်ဆင်းအင်္ဂါချောမောလှပတဲ့ကုံမာဘေးကမင်းသားဆိုတဲ့သားတော်တစ်ပါးရှိပါတယ်။ဘာယာပြည်ဆိုတာကတော့အခုညောင်ရွှေမြို့ကိုဆိုလိုတာဖြစ်ပါတယ်။ကုံမာဘေးကမင်းသားဟာမင်းသားတို့တက်တဲ့ဓာတ်ခုတ်လှန်ထိုးစင်စည်းမြင်းစည်းတို့ကိုတက်မြောက်ပါတယ်။အထူးသဖြင့်လေးနဲ့မြားအတက်မှာတစ်ဖက်ကန်းကတက်မြောက်တဲ့အတွက်ပြိုတိုင်းကြိုက်တဲ့နှင်းစီကိုင်းဖြစ်နေပါတော့တယ်။ဖခင်ကြီးကအိမ်တော်ပြုကိုအချိန်ချင်းပြောတာကြောင့်တထုံပြည့်ရှင်မင်းကြီးရဲ့သမီးတော်ဖြစ်သူကိုကြည့်ရှုဖို့အတွက်တွားရောက်ခဲ့ပါတယ်။တထုံပြည့်ရှင်မင်းကြီးထံအရောက်မှာတော့အမှုတော်ထမ်းဖို့တောင်းပန်ပြီးတာဝန်ထမ်းဆောင်နေစဉ်မှာမင်းကြီးကရုပ်ဆင်းအင်္ဂါနဲ့ပြည့်စုံတဲ့မင်းသားကိုရိပ်မိပြီးအမှန်အတိုင်းရှောက်တင်စေကသမီးတော်နဲ့ထိမ်းမြလက်ထပ်စေပါတယ်။အချိန်ကာလကြာလာတဲ့အမျှတထုံမင်းသမီးနဲ့သားတော်တစ်ပါးရရှိခဲ့ပါတယ်။ကုံမာဘေးကမင်းသားဟာနေပြည်တော်ကိုလွမ်းတဲ့အတွက်အိမ်မြန်ဖို့ရာမင်းသမီးထံခွင့်ပန်ပြီးပြန်လာခဲ့ပါတယ်။လမ်းခုလက်မှာငကပတ်တောင်ကိုရောက်ပြီးတောင်ပေါ်မှာတော့အကျင့်သီလနဲ့ပြည့်စုံတဲ့ရဟန်းတစ်ပါးသတင်းသုံးနေတဲ့အပြင်ငကားတစ်ကောင်ကလည်းဘယ်သူမှမကြောက်ပဲရဲဝင်စွာနဲ့နေပါတယ်။အဲဒီအချိန်ဒီဒေသတွေကတောခေါင်ပြီးရေရှားတဲ့ဒေသဖြစ်တဲ့အတွက်တားရဲတိရစ္ဆာန်တွေတေးကြီးပျက်စီးနေတာကိုငကပတ်တောင်ကငကားမင်းကမကြည့်ရလို့ပင်လယ်သမုဒ္ဒရာရေကိုဂရင်းနဲ့ငုံပြီးအခုလက်ရှိပုံတလုတ်ရေကန်မှာတွန်ချကတရဝါရီရေကန်ကိုမဖြတ်စည်းအောင်အဋိဌံပြုခဲ့ပါတယ်။ငါဟာဒီပုံတလုတ်ရေကန်ကိုတရဝါရီချမ်းသာစွာနေထိုင်ရေးအတွက်အလွန်ဝေးကွာလာတဲ့အရက်ဒေသကပင်လယ်သမုဒ္ဒရာရေကိုငါရဲ့နှုတ်တော်နဲ့တည်ဆောင်ပြီးရေကန်အဖြစ်ဖန်ဆင်းပေးခဲ့တယ်။ဤမှန်သောသစ္စာစကားကြောင့်ဒီကန်မှာငါဖန်ခြင်းလှေလော်ခြင်းဖောင်စည်းခြင်းတရားထိုးခြင်းတွေပြုလုပ်ရင်ရေတွေခန်းချောက်ပါစေတည်းလို့အဋိဌံပြုခဲ့တဲ့ကံဖြစ်လို့ရေကန်ရဲ့အမည်အပြည့်အစုံကိုနာဂဒိဋ္ဌံပုံတလုတ်ရေကန်လို့ခေါ်တွင်ခဲ့ကြပါတယ်။တောင်ရဲ့အနားမှာရှိတဲ့ဂလုံးကလည်းငကားကိုမြင်ပြီးတုတ်ချီပြေးပေမဲ့တုတ်မရတာကြောင့်လူရောင်ဆောင်ပြီးရှင်ရည်သိထံချင်းကပ်ခါအကြောင်းစုံကိုမေးမြန်းလိုက်တဲ့အခါမှာတော့ဒီငကားဟာဗရမ ्या မျက်ရှင်ငုံထားတဲ့အတွက်ဥကောင်းကဖြစ်ဖြစ်ခါးကဖြစ်ဖြစ်တည်ယူလို့မရဘူး။ဂလုံးကအမိပိုင်းကနေတဲဆောင်တုတ်ချီမယ်ဆိုရင်တော့ဗရမ ्या မျက်ရှင်ထွက်ကြမှာဖြစ်လို့ညံနေတဲ့ဂလုံးတွေမသိနိုင်ကုန်လို့ပြောတာနဲ့ဂလုံးလဲငကားကိုတုတ်ချီပြေးချိန်မှာမင်းသားကိုတွေ့မြင်တဲ့ငကားဟာကဲတော်မူပါအသက်ဘေးကကဲတင်ရင်ကျေးဇူးဆက်ပါမယ်လို့ငိုယိုတောင်းပန်တာကြောင့်လေးတော်နဲ့ခွင်းလိုက်တဲ့အခါကောင်းကင်ကပြုတ်ကျလာပါတယ်။လေးတန်ရာထိတဲ့ဂလုံးဟာလည်းတေးရန်ဆဲဆဲမှာငါငကားကိုစားရကန်သည့်အချိန်မှာတင်းလက်ချက်ကြောင့်တေးရတော့မှာဖြစ်လို့နောက်ဘဝမှာကြီးမားတဲ့ခန္ဓာကိုယ်နဲ့တင်းလန်းကြောင်းမှာပိတ်ပြီးရံမှုနိုင်ပါစေလို့ကြိမ်ဆိုပြီးတေးသွားပါတယ်။ငကားကလည်းမင်းသားထံချင်းကပ်ပြီးတော့အတင်မင်းသားလိုရတဲ့အချိန်မှာမြေကြီးကို၃ချက်ပုတ်ခေါ်လိုက်ပါအမြန်ချက်ချင်းကျွန်ုပ်ရောက်လာပြီးကျေးဇူးဆက်ပါမယ်လို့ပြောပြီးနေရက်ကိုပြန်သွားပါတယ်။ဂလုံးလဲတေဆုံးပြီးတော့အနောက်ဘက်တောင်ကျောအောက်ခြေမှာရှိတဲ့တောင်ကပယံကဥမင်၃ခုတို့အထက်ကအလဲဥမင်မှာကြီးမားတဲ့ပင့်ကူကြီးဖြစ်နေပါတယ်။ဒီဥမင်၃ခုကတော့ပင်တရလှိုင်ကူတော်ပဲဖြစ်ပါတယ်။ဥမင်၃ခုရဲ့တောင်ချေရင်းမှာတော့ငွေတောင်ပြည်ကိုအစိုးရတဲ့နတ်မင်းကြီးရဲ့သမီးတော်9ဖော်တို့နတ်သမီးတို့ရေကစားပျော်မြူးလေးရှိတဲ့ပုံတလုတ်ရေကန်ကြီးလည်းတည်ရှိပါတယ်။ဒီနေ့နတ်သမီးတို့